ကျွန်ုပ်ကိုအခါလူမျိုးလို့ခေါ်ကြတယ်လူတွေခေါ်တဲ့အတိုင်းပဲကျွန်တော်အခါလူမျိုးပါတောင်ပေါ်တော်တဲ့ရှိရွာလေးတရွာထဲမှာကျွန်ုပ်ကိုမွေးပွားတန်ဆင်လာရင်မြေတော်တောင်တဘာဝအလားတရားနဲ့တာယာအေးချမ်းတဲ့အခါရွာငယ်လေးပါပျော်ရွှင်နှွေးထွေးတဲ့ပဝန်းကျင်ထဲမှာကျွန်တော်ဟာကြည်ပြင်းခဲ့တာပါလူမျိုးစုငယ်တွေကတမျိုးပါရှမ်းရှိဘက်မှာအနေများတာကိုပိုင်စားပေးကိုပိုင်စကားကိုပိုင်ရင်ကျေးမှုနဲ့နေကြတာအခါလူမျိုးမြန်မာနိုင်ငံရှိဘက်တန်လွင်ရှိချမ်းမှာကိုပိုင်ဒလေးနဲ့ဆလာရုံရာကာကွယ်ထိမ့်သိမ့်တဲ့အခါလူမျိုးအခါလူမျိုးဟောရွေရင်ကျေးတဲ့ပြုံးပန်းတွေနဲ့လဲလာဖို့ဖိတ်တဲ့တို့ရဲ့ဌာနေရင်ခုန်လုံးကြုံနေမယ်ကျွန်ုပ်ကိုအခါလူမျိုးလို့ခေါ်ကြတယ်လူတွေခေါ်တဲ့အတိုင်းပဲကျွန်တော်အခါလူမျိုးပါတောင်ပေါ်တော်တဲ့ရှိရွာလေးတရွာထဲမှာကျွန်ုပ်ကိုမွေးပွားတန်ဆင်လာရင်မြေတော်တောင်တဘာဝအလားတရားနဲ့တာယာအေးချမ်းတဲ့အခါရွာငယ်လေးပါပျော်ရွှင်နှွေးထွေးတဲ့ပဝန်းကျင်ထဲမှာကျွန်တော်ဟာကြည်ပြင်းခဲ့တာပါလူမျိုးစုငယ်တွေကတမျိုးပါရှမ်းရှိဘက်မှာအနေများတာကိုပိုင်စားပေးကိုပိုင်စကားကိုပိုင်ရင်ကျေးမှုနဲ့နေကြတာအခါလူမျိုးမြန်မာနိုင်ငံရှိဘက်တန်လွင်ရှိချမ်းမှာကိုပိုင်ဒလေးနဲ့ဆလာရုံရာကာကွယ်ထိမ့်သိမ့်တဲ့အခါလူမျိုးအခါလူမျိုးဟောရွေရင်ကျေးတဲ့ပြုံးပန်းတွေနဲ့လဲလာဖို့ဖိတ်တဲ့တို့ရဲ့ဌာနေရင်ခုန်လုံးကြုံနေမယ်အခါလူမျိုးမြန်မာနိုင်ငံရှိဘက်တန်လွင်ရှိချမ်းမှာကိုပိုင်ဒလေးနဲ့ဆလာရုံရာကာကွယ်ထိမ့်သိမ့်တဲ့အခါလူမျိုး